ကျွန်တော်ဒီနေ့ဖဲဝင်ပြောင်းလေးတင်ပေးမယ်အဲ့တော့သူ့ရဲ့ performance လေးကတော့အရှိကကျွန်တော်ပြတဲ့အတိုင်းပဲအဲဆိုနဲ့ဒီကွက်ရဲ့အလုံးလုံးပုံလေးကျွန်တော်ပြမယ်အဲ့တော့ကျွန်တော်ဖဲထုတ်ရှိမယ်ဒါပေမဲ့ဒီကောင်းကိုကျွန်တော်ရောလဲရမရောလဲရအဲ့တော့ကျွန်တော်ရောလို့ပြီးပြီဆိုကျွန်တော်ဒီလေးတကက်ကိုကျွန်တော်အပွင့်ပြောင်းမန်တကယ်တော့ဒီအပွင့်ပြောင်းတော့မဟုတ်ဘူးဒီလေးတကက်ကိုကျွန်တော်ဒီဖဲထုတ်ရဲ့အောက်ဆုံးကိုပို့ပါအဲ့လိုဘလို့ပို့မလဲဆိုတော့ကျွန်တော်ဒီလက်တန်းလေးနဲ့အောက်ဘက်ကိုဆွဲချအောင်ဒီလိုဟုတ်နော်အဲ့တော့ပရိသတ်ကိုကျွန်တော်ပြအချိန်မှာဒီလိုဟတ်နေတဲ့အချိန်မှာလက်တန်းလေးအောက်ဘက်ကိုဆွဲသွားရင်ဒါပေမဲ့ဒီပုံနေတဲ့လေးကိုဒီညာဘက်လက်လေးနဲ့꿰တာဒါပေမဲ့ဒီညာဘက်လက်လေးနဲ့ဘယ်တစ်ထုတ်လို့မလိုက်ဒါပေမဲ့ဘယ်ဘက်လက်ကဒီပုံနေတဲ့ဖဲတစ်ချက်ကိုအောက်ဘက်ကိုဆွဲချတယ်ဒါတွေ့ရလောက်အမြန်ကြီးကြည့်ရင်ဟက်လိုက်တယ်ဖဲတစ်ထုတ်လုံးခိုင်းနေအောက်ဘက်ကိုဆွဲချဒါတွေ့ရလောက်ပေါ့အယုံလိုနဲ့ကျွန်တော်ညာဘက်လက်ကဘယ်လိုဖဲကိုကိုင်ရမလဲဆိုတာအရင်ပြမယ်အဲ့တော့ကျွန်တော်ကိုင်ပုံအရင်ကကျွန်တော်ကိုင်နေကြဖဲကိုင်ပုံကိုင်နေမဟုတ်ဘူးအဲ့တော့လက်ညွန်လေးကဒီဖဲရဲ့အပေါ်ဆုံးကိုင်ထားရဲအဲ့တော့ကျွန်တော်ဒီတစ်ခွက်ပြမယ်ဆိုတော့ဒီလက်လေးချောင်းကဒီဖဲရဲ့ညာဘက်မှာကိုင်ရမယ်ဒါလက်လေးချောင်းလို့ဒီလိုကိုင်ရမယ်လက်မလေးကဒီဖဲရဲ့တောင်းနာလေးမှာဖိထားတယ်ဒါဖဲရဲ့ကိုင်ပုံကိုင်နေပါဒါကျွန်တော်ဒီလိုကိုင်မှဒီဖဲကိုဒီလိုအလွယ်တကူဆွဲလို့ရအဲ့တော့ကျွန်တော်ဒီလိုဆွဲရင်တော့နည်းနည်းလက်ကနည်းနည်းထစ်နေမှာလို့ဟုတ်နော်အဲကြောင့်ဒီလက်လေးချောင်းကိုဒီဘက်ထားလိုက်အဲ့မှာဆွဲလို့ကောင်းဒါဒီဖဲဆွဲပုံဆွဲနေဒါပေမဲ့လက်တန်းလေးကဘယ်လိုဆွဲလဲကျွန်တော်ထက်ကြည့်ရအဲ့ကျွန်တော်ဖဲကိုဒီလို position နဲ့ကင်ထားပြီဒါပေမဲ့လက်တန်းလေးကဒီဖဲရဲ့ပေါ်ဆုံးကိုထောက်ထားမယ်ဒါပေမဲ့လက်မလေးလည်းဒီတောင်းလေးကိုညှစ်တာအဲ့ကျွန်တော်မညှစ်တော့ရဟိုနှစ်ချက်သုံးချက်တွေပါလာမယ်ဒါကြောင့်ကျွန်တော်ဒီလက်မလေးကဖဲရဲ့တောက်ကိုနည်းနည်းတော့ညှစ်ထားမယ်ဒီလက်တန်းလေးကဟိုထောက်ထားမယ်ဒါပေမဲ့ထောက်ရင်လည်းဒီအပေါ်ကိုဆွဲတော့လာဒီကတကက်ပဲပါလာဟုတ်နော်ဒါဖဲတကက်တည်းဆွဲနေအဲကျွန်တော်ကျင်းရမှာကဒီကောင်ကျွန်တော်ပိုင်ပြီဆိုပြလို့ရအဲ့တော့ကျွန်တော်ဒီဖဲကိုကျွန်တော်ဆွဲတက်ပြီဆိုပြလို့ရအဲ့ဘယ်လိုပြမလဲဆိုတော့ကျွန်တော်ဒီ3ကိုအပွင့်ပြောင်းမယ်အဲ့တော့ဒီဘယ်ဘက်လက် position ကုန်လို့ပြီးပြီလက်တန်းလေးလည်းထောက်ထားမယ်ဒါပေမဲ့ဒီကောင်ကိုဆွဲကနေမှာကျွန်တော်ဒီညာဘက်လက်ကလေးဟက်လိုက်ဟက်တာလည်းမဟုတ်꿰လိုက်မှာဒီကောင်လေး꿰လိုက်မယ်꿰နေချိန်ပါလက်တန်းလေးအောက်ဘက်ဆွဲရမယ်ဟုတ်နော်1 2 3꿰လိုက်မယ်ဆွဲလိုက်မယ်ဒါပေမဲ့ကျွန်တော်ဒီဖဲကိုညာဘက်လက်လေးနဲ့꿰တာ꿰လို့ကျွန်တော်ဆွဲလို့ပြီးပြီဆိုညာဘက်လက်လေးကဒီဖဲတစ်ထုပ်လုံးကင်လိုက်မယ်ဒါပေမဲ့ဘယ်ဘက်လက်လေးကဒီဖဲတစ်ချက်ကိုအောက်ဘက်ကိုဆွဲချအောင်ဒီလိုပုံစံနဲ့ဟုတ်နော်အဲကျွန်တော်ပြင်ပြမယ်ဒီကောင်ကိုလက်လေးနဲ့ဟက်လိုက်မယ်ဆွဲလိုက်မယ်ဒါပဲဖဲထုတ်ကိုကင်လိုက်မယ်ဒီဘယ်ဘက်လက်လေးကဒီပုံနဲ့ဖဲတစ်ကက်ကိုအောက်ဘက်ကိုဆွဲလိုက်ဟုတ်နော်1 2 3ဆွဲလိုက်မယ်နောက်တစ်ခါထပ်ပြမယ်ကျွန်တော်မှဖဲတစ်ထုပ်ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီ6ကိုအပွင့်ပြောင်းအဲ့တော့လက်လေး position လေးထားပြီးဒါပေမဲ့ညာဘက်လက်လေးနဲ့ဟက်လိုက်1 2 3ဆိုပြီးဒီလက်တန်းလေးကဖဲကိုဆွဲလိုက်ဟုတ်နော်ဆိုပြီးဒီညာဘက်လက်လေးနဲ့꿰ထားမယ်ဒါပေမဲ့ညာဘက်လက်လေးကတစ်ထုပ်လုံးမလိုက်ဒါပေမဲ့ဘယ်ဘက်လက်လေးကဖဲတစ်ချက်ကိုအောက်ဘက်ဆွဲဒါအနီးကွအဲ့တော့ကျွန်တော်အမြန်ကြီးပြရင်1 2 3ဆိုမှာတစ်ထပ်လုံးကင်မယ်ဆွဲလိုက်အဲကျွန်တော်ဒီဗီဒီယိုမှာတင်ပေးလိုက်တဲ့ဒီကောက်ကိုပြည့်စုံကြိုက်ပါလို့ထင်ပါတယ်နောက်ဝေယူမှာဘယ်လိုမျက်နှာတင်ပေးစေချင်လဲအောက်မှာ comment ပေးလို့ရပါတယ်နောက်ဝေယူမှာပြည့်စုံကြ
Oh